တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာည8 နာရီကျော်ပေါ့နော်လန်ဂျို beef noodle ပေါ့ခောက်ဆွဲစားဖို့သွားနေပါဒါကတော့ရှန်ဟိုင်းက train ပါကျွန်တော်နေတဲ့ hotel နဲ့ဆိုရင်တမှတ်တိုင်လောက်တော့စီးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်သွားကြည့်လိုက်အောင်တရုတ်နိုင်ငံတော်တော်ကြီးတယ်ဗျဒါပေမဲ့သူတို့ရဲ့မြို့အတိုင်းနီးပါးမှာသူတို့ဒီ train system တွေကိုတော်တော်လေးကိုကောင်းလုပ်ထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့သူတို့ယထာတွေကလည်းတန့်ပြီးတော့လုံးဝတိုက်ရက်နေတယ်ပေါ့ဒီမှာကြည့်လိုက်ပါဒါယထာထဲမှာပါတန့်ပြန်နေတာပဲဒီမှာတွေ့ရတဲ့ပန်းရောင်ခုံတွေอ่ะပေါ့နော်ဒါ priority seat ပေါ့သူကတက်ကြီးရွယ်အိုတွေကိုဝင်ဆောင်တွေမကြမ်းမာတဲ့လူတွေအတွက်ဦးစားပေးတဲ့ခုံပေါ့ရောက်လာပါပြီကျွန်တော်စားမဲ့လန်ဂျိုခောက်ဆွဲဆိုင်တရုတ်နိုင်ငံခဏလာတော့ tricks တစ်ခုသိသွားတယ်ပေါ့နော် halal ဆိုပြီးတော့ map မှာရှာရင်ရှာခတ်တယ်ဒါပေမဲ့လန်ဂျိုဆိုပြီးရှာရင်ရှာလွယ်တယ်ပေါ့နော်ဒီလန်ဂျိုဆိုတာတရုတ်နိုင်ငံနေရာတစ်ခုရဲ့နာမည်ပေါ့နော်ဒီနေရာလူတွေကမွတ်စလင်တွေပေါ့နော်အဲ့တော့သူတို့ရဲ့ခောက်ဆွဲဆိုင်တွေကတရုတ်နိုင်ငံမြို့တော်တော်များများမှာရှိတယ်ပြီးတော့ halal ဆိုင်တွေဖြစ်တယ်ပေါ့နော်အဲ့တော့တရုတ်နိုင်ငံသွားရင်အဲ့လိုမျိုးလေးရှာကြည့်ပါဒါကတော့ကျွန်တော်ရဲ့အမဲသားခောက်ဆွဲရောက်လာပါပြီဆွဲလိုက်ရအောင်အဲ့တော့ဒါကတော့လန်ဂျိုခောက်ဆွဲစားနေတာပါသူကအမဲသားရယ်အာလူးရယ်ကြက်သွန်ရယ်ငရုတ်ပွားရယ်ထည့်ပြီးကြော်လာတာပေါ့နော်တော်တော်လေးကိုစားကောင်းပါလေအခုတော့စားလိုက်အောင်မယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်